ဒီမှာကျွန်တော်တို့နေရာအခုဆိုရင်တော့စိတ်ဆိုးနေကြပါပြီဒူဘိုင်းမှာကွာဒူဘိုင်းရှိပါတယ်ဒူဘိုင်းဒီမှာဘာဝယ်ပြီးတော့ကာပါလေခုမှမလာဘူးနားလည်းပြောတော့ဟိုနေရာအခုဆိုရင်ဒူဘိုင်းမှာပါဘလုံးပဲ AC ရဲလို့ကျွန်တော်မျှော်လင့်ပါတယ်ကျွန်တော် trip တစ်ခုသွားမယ်ပဲအခုသွားမှာစနေနေ့ကတော့အဲ့ဒီကကျွန်တော်စနေနေ့ကမှာ Reserve ကိုင်းမှာဘက်ကိုကျွန်တော်သွားမယ်အဲ့ဒါကိုကျွန်တော်ဗီဒီယိုလေးရိုက်သွားပါမယ်နောက်များမှာလည်းကျွန်တော်ရဲ့ YouTube channel ကိုကျွန်တော် run မှာဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော် GoPro တစ်လုံးဝယ်ဖို့လည်းရှိပါတယ်ဟုတ်တော့ဘောလုံး AC ပဲပြင်ကြတယ်ရာသီဥတုကတော့လုံးဝ fine နေတယ်အခုကတော့အဲ့ဒီတော့နည်းနည်းလောက်ပါမှာရာသီဥတုကတော့ fine နေအနေထားfine နေဆိုပေမဲ့လည်း21မှာပေါ့နော်21မှာအဲ့ဒီကောင်းတယ်လေ21နည်းနည်းပူနေပြီအရင်လားတွေကတော့ပို့ပြီးတော့အေးတယ်ဒီထက်ပို့ပြီးတော့ဆိုတော့ဒါတော့ Zara ပါဟာဒါတော့ Prada ပါဟာဒါပါလေဒါဒီပုတ်ပါဟေးခုကျွန်တော်တို့နှစ်ယောက်ကားလေးတစ်စီးဝယ်ဖို့လည်းစီစဉ်ထားပါတယ်ကားလေးတစ်စီးရခဲ့မယ်ဆိုရင်ကျွန်တော်တို့တွေပြည်သက်ကြီးကိုချပြမယ် ဒီအတွက်လည်းအားလုံးစောင့်မိကြပါလာမယ်ဗီဒီယိုကိုစောင့်မျှော်ပေးကြပါ YouTube channel လေးကိုလည်းစ run တော့မှာဖြစ်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လေးလုပ်ထားဖို့လည်းအကုန်လုံးနေ့တိုင်းရခံနေပါတယ်ကျွန်တော်ကတော့ဒူဘိုင်းမှာပါ subscribe လုပ်တဲ့လူတွေ giveaway ပေးပါမယ်ကျွန်တော်ဘိုးတော့တဲ့ bit တွေbit 10တယ်ရှိပါတယ်10တယ်ဟာကိုးတွေကပေါက်နေပါတယ်အောက်တည်းအဲ့တော့ကျွန်တော်ဟုတ်ဘောလုံးလာပြောတာပါဘောလုံးစောင်းနေပါပြောချင်တာအင်္ဂလိပ်လိုပြောမယ်ဆိုတော့ stay tuned ပေါ့ဘောလုံးစောင်းနေပါဟမ်ဘာတည်းလဲပြောဒီလေအဲ့တော့ဟိုဒီဗီဒီယိုလေးကိုပဲတင်ပေးသွားပါမယ်ဒီနေ့မလဲနည်းစကားလုံးပါ sorry ပါနောက်ရက်မှာတင်ပေးသွားပါမယ်ဟာအဲ့တော့ပြန်လိုက်ပါဦးမယ်ဒီခုစားဖို့ Happy Valentine Day ပြောလိုက်လေ Happy Valentine Day လေးပါ Valentine ဒီညဘာစားဖို့စီစဉ်ထားကြလဲဟောငပိရေပေါ့ငပိနဲ့သမီးဗမာဆန်ဆန်ပဲတကွာတီးငပိရေတကွာတီးတို့စရာဘာညာနဲ့ရှမ်ပယ်နဲ့ကျွန်တော်စားလိုက်မယ်ဗျာဒီနေ့ကတော့နော်ညောင်လေးမဆင်းငယ်လို့အဲ့ဒါအဝါလာတာနော်ဘာပြောမှမသိလို့စဉ်းစားနေအောင်နော်ဘလော့ရိုက်ဖို့တော့ကျွန်တော် training ကျင့်နေရဆိုရောက်တဲ့နေရာလေးလည်းရှောက်ပြောအောင်ရှောက်ဘာမှလည်းမရေးထားဘူး script လည်းမရှိပဲနဲ့ကျွန်တော်ပြောနေရဆိုအကြောက်ကောင်းပါလေရောအဲ့ဒါ4နိုင်ပါဟုတ်3နိုင်ပဲမှာ4နိုင်ဒီခါမှလည်းပေါ့ကစ်တောင်းအောင်အသေးတော့ပြီဟာဟိုမှာကိုင်းမောင်းတော့ပြီးတော့မဟုတ်တော့တော့ပြီဟာတိတ်တော်ပြီးလို့ပြောလိုက်တယ်လေပြောပါဦး